ဒီနေ့ကတော့ကလေးရောလူကြီးရောကြိုက်ပြီးအိမ်ရှင်မတွေအိမ်မှာအလွယ်တကူလိုက်ချက်စားလို့ရတဲ့ပဇွန်စီပြန်ချက်နေလေးကိုချက်ပြပေးပါမယ်ခင်ဗျာဒီဟင်းကိုအဓိကချက်ပြသွားမယ်စဖူမူကတော့မစ္စတာသူရပါခင်ဗျာစဖူမူတက်တန်လဲကြားပြီဆိုတော့ဓာတ်ကိုကျွမ်းကျင်ပိုင်နိုင်စွာကင်ပြီးတော့ကြက်သွန်တွေကိုပပလေးလိုက်ပါရခင်ဗျာအဓိကပါဝင်ပစ္စည်းတွေကတော့ပဇွန်ခရမ်းချင်ဒီကြက်သွန်နီကြက်သွန်ဖြူနဲ့ငရုတ်တီစိမ်းတို့လိုပါမယ်ခင်ဗျာပထမဆုံးအနေနဲ့စီအနှင်းငယ်ကိုအိုးရဲထည့်လိုက်ပါမယ်ခင်ဗျာပြီးရင်တော့စီလေးပူလာတဲ့အထိစနွင်းလေးထည့်ပြီးတော့မှွေပေးလိုက်ပါမယ်ခင်ဗျာစီပူလာပြီဆိုတာနဲ့အသင့်လီထားတဲ့ကြက်သွန်တွေကိုထည့်ပြီးတော့စီတက်လိုက်ပါရခင်ဗျာကြက်သွန်လေးတွေရဲလာပြီဆိုတာနဲ့ပဇွန်လေးတွေကိုထည့်ပြီးနှောက်အောင်မှွေပေးလိုက်ပါရခင်ဗျာပြီးရင်တော့ပဇွန်လေးတွေကိုကွေးလာတဲ့အထိမှွေရင်းနဲ့3မိနစ်လောက်ခဏထားလိုက်ပါရခင်ဗျာပဇွန်လေးတွေကွေးလာပြီဆိုတာနဲ့တီစိမ်းရဲ့ဂျင်းရဲ့ကြက်သွန်ဖြူရဲ့ထည့်ကြိတ်ထားတာလေးကိုထည့်ပြီးတော့ထပ်မှွေလိုက်ပါရခင်ဗျာအနှစ်လေးနဲ့စားချင်တာဆိုတော့ခရမ်းချင်သီးလေးပါထည့်ပြီးတော့မှွေပေးလိုက်ပါရခင်ဗျာရုပ်ချော်ချော်လေးနဲ့မှွေနေနဲ့ပဲစားဟင်းကြုံမုံနဲ့ဟင်းခက်အမွေးကြိုင်လေးတွေကိုလိုလိုလေးထည့်လိုက်ပါရခင်ဗျာအားလုံးထည့်ပြီးပြီဆိုရင်တော့ဟင်းအိုးရဲကိုရေအနှဲငယ်ထည့်ပြီးတော့9မိနစ်လောက်ထားလိုက်ပြီဆိုတာနဲ့အရန်ကိုစားလို့ကောင်းတဲ့ပဇွန်စီပြန်လေးရပါပြီခင်ဗျာအခုကတော့ရီစားလေးကိုယ်တိုင်ခူးကျွေးနေတဲ့ထမင်းနဲ့ရီစားလေးကိုယ်တိုင်ချက်ပေးထားတဲ့ပဇွန်စီပြန်ဟင်းလေးကိုစားပြတော့မှာဖြစ်ပါတယ်ခင်ဗျာပဇွန်အသားလေးတွေကနူးညံ့ပြီးအရသာလေးတွေကထိမိနေလို့အားရပါရထမင်းကို2ပကံလောက်ဆွဲလိုက်ပါတယ်ခင်ဗျာထမင်းစားနေတဲ့ဗီဒီယိုတွေတော့ညဘက်မှတင်ပေးပါမယ်ခင်ဗျာဗလော့တိုင်ကိုအဆုံးထိလိုက်ကြည့်ပေးရကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ